အာဂျင်တီးနားအသင်းသည်ကမ္ဘာ့ဖလားချန်ပီယံပွဲကိုကာကွယ်ရန်အမေရိကန်နိုင်ငံကန်ဆတ်စီးတီးရှိ Arrowhead Stadium တွင်အယ်ဂျီးရီးယားအသင်းနှင့်စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။ 2022ကမ္ဘာ့ဖလားတွင်အာဂျင်တီးနားသည်ဆော်ဒီအာရေဗျကိုအံ့အားသင့်ဖွယ်အဖွင့်ပွဲရှုံးနိမ့်ခဲ့သော်လည်းနောက်ပိုင်းတွင်ပြန်လည်ရုန်းကန်ကာချန်ပီယံဖြစ်ခဲ့သည်ထို့ကြောင့်ယခုတစ်ကြိမ်တွင်အလားတူအမှားမျိုးထပ်မံမဖြစ်စေရန်အာဂျင်တီးနားဘက်ကအထူးသတိထားမည်ဖြစ်သည်။ကမ္ဘာ့ဖလား6ကြိမ်မြောက်နှင့်နောက်ဆုံးအကြိမ်ကစားမည်ဟုမျှော်လင့်ရသောမက်ဆီပြန်လည်ပါဝင်လာခြင်းခြေစစ်ပွဲများတွင်စွမ်းဆောင်ရည်ကောင်းပြသထားခြင်းနှင့်ချစ်ကြည်ရေးပွဲများတွင်ပုံစံကောင်းရရှိထားခြင်းတို့ကြောင့်အာဂျင်တီးနားသည်ထပ်မံအံ့အားသင့်စရာရလဒ်ကြုံရဖို့မဖြစ်နိုင်သလောက်ဖြစ်နေသည်။နီးပြလီယိုစကလာနိုင်၏အသင်းတွင်အလဲတန်းဖန်တီးမှုနှင့်တိုက်စစ်စွမ်းအားပေါင်းစပ်မှုကကမ္ဘာအဆင့်တွင်အကောင်းဆုံးများထဲမှတစ်ခုဖြစ်သည်။ Lautaro Martinez ဂိုးသွင်းတိကျမှု Julian Alvarez နီးစနစ်ပိုင်းကျွမ်းကျင်မှုလူငယ်ကျယ်ပွင့်နိုင်ကောက် Pass တိုးတက်လာမှု Enzo Fernandez ဂိုးသွင်းနိုင်စွမ်းပြီးခဲ့သည့်ရာသီတွင်15ဂိုးသွင်းယူခဲ့နှင့် Giuliano Simon မျက်နှုံးမြင့်ထိုးဖောက်မှုများကြောင့်အာဂျင်တီးနား၏တိုက်စစ်သည်အလွန်အန္တရာယ်ရှိနေသည်။အချိန်တိုင်း၏အကောင်းဆုံးဘောလုံးသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံရသောမက်ဆီသည်အသက်အရွယ်ကိုဆန့်ကျင်ကာအမခန်းစွမ်းဆောင်ရည်များဆက်လက်ပြသနေသည်။ယင်းသည်ပြီးခဲ့သည့်ရာသီတွင်43ဂိုးသွင်းယူခဲ့ပြီး Inter Miami အသင်း၏ပထမဆုံး Most Cup ဖလားရရှိမှုတွင်အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်ထို့အပြင်အာဂျင်တီးနားအသင်း၏အောင်မြင်မှုများနောက်ကွယ်မှအဓိကမောင်းနှင်အားလည်းဖြစ်နေဆဲဖြစ်သည်။သို့သောအယ်ဂျီးရီးယားအသင်းသည်လွယ်လွယ်အရှုံးပေးမည့်အသင်းမဟုတ်ပါ။ရင်းတို့တွင်ကမ္ဘာအဆင့်ခံစစ်များကိုပင်ဒုက္ခပေးနိုင်သောတိုက်စစ်အင်အားရှိနေသည်။ Amangora သည်လက်ရှိပုံစံကောင်းတွင်ရှိနေပြီး Gabriel Meza ကဖန်တီးမှုတာဝန်ယူနိုင်သည်။ Iniesta Massa ခန့်မှန်းရခက်သည့်ကစားပုံနှင့်အသင်းကောင်းဆောင် Riyad Mahrez မော်ဆန်သောစွမ်းဆောင်ရည်များကလည်းအန္တရာယ်ဖြစ်စေနိုင်သည်။မိနစ်60အတွင်းတွင်အာဂျင်တီးနားကအရည်အသွေးပိုင်းအရတာလွန်နေသော်လည်းအယ်ဂျီးရီးယားဘက်မှဂိုးသွင်းနိုင်ဖွယ်ရှိသည်။မက်ဆီကိုဂရုတစိုက်အသုံးပြုမည်မက်ဆီသည်အသင်း၏အရေးအကြီးဆုံးကစားသမားဖြစ်တော်လဲနီးပြစကလာနာကပြိုင်ပွဲတစ်လျှောက်ကင်း၏ပွဲကစားချိန်ကိုတေချာစီမံခန့်ခွဲဖွယ်ရှိသည်မက်ဆီသည်မကြာသေးမီကတကောက်ကျောဒဏ်ရာမှပြန်လည်သက်သာလာခြင်းဖြစ်သည်တိုက်စစ်တာမကခံစစ်ပါအားကောင်းအာဂျင်တီးနား၏တိုက်စစ်ကိုလူအများကချီးကျူးကြတော်လဲခံစစ်မှတ်တမ်းမှာလည်းအထင်ကြီးစရာဖြစ်သည်ကမ္ဘာ့ဖလားမတိုင်မီနောက်ဆုံး9ပွဲတွင်တကိုးသာခွင့်ပြုခဲ့သည်အယ်ဂျီးရီးယားလည်းဂိုးသွင်းနိုင်စွမ်းရှိအယ်ဂျီးရီးယားသည်ခြေစစ်ပွဲများအတွင်း24ဂိုးသွင်းယူခဲ့ပြီးယင်းသည်အာဖရိကအသင်းများအနက်ဒုတိယအများဆုံးဖြစ်သည်အာဂျင်တီးနားတို့3ဂိုး1ဂိုးဖြင့်အယ်ဂျီးရီးယားကိုအနိုင်ရနိုင်ခြေရှိသည်